လက်စားချေပေးတဲ့တက္ကစီဝန်ဆောင်မှုဒီတက္ကစီကားတွေကတော့ကြည့်လိုက်ရင်တော့တာမန်တက္ကစီကားတွေပါပဲဒါပေမဲ့သူတို့ကလက်စားချေတဲ့အလုပ်ကိုပါတွဲလုပ်တယ်တရားဥပဒေကနေလက်တလုံးချလွတ်လာတဲ့သူတွေကိုနင့်နာသူဖက်ကနေပြန်ပြီးအပြစ်ပေးနေတဲ့အဖွဲ့ပါသူတို့အဖွဲ့ရဲ့ပထမဆုံးမစ်ရှင်တစ်ခုရခဲ့တယ်မိန်းကလေးငယ်တဦးကိုလိန်ပိုင်းဆိုင်ရာစော်ကားခဲ့တဲ့ရာဇဝတ်သားတယောက်ကိုလက်စားချေဖို့ပါသူကထောင်ကနေစောစောစီးစီးပြန်လွတ်ပေးခြင်းခံရတယ်သူကလူတွေရှစ်မှာဘန်းနုသွေးလုပ်ပြပြီးရိုင်းဆိုင်တဲ့စကားကိုပြောခဲ့တယ်ပြီးတော့သူဟာတက္ကစီတစ်စီးပေါ်ကိုတက်လိုက်တယ်တက္ကစီမောင်းသူကလက်စားချေတဲ့အဖွဲ့ကဆိုတာသူမသိခဲ့ဘူးအဲ့ဒီချိန်မှာပဲ NC နဲ့အဖွဲ့ကသူ့လိုကားနောက်ကိုလိုက်နေတယ်လို့အဖွဲ့ကအကြောင်းကြားလိုက်တယ်ဒရိုင်ဘာကကားကိုရုတ်တရက်ကွေးချလိုက်ပြီးလမ်းချင်းလေးတွေကိုမောင်းချလိုက်တယ်မကြခင်မှာပဲသူ့ရဲ့အဖွဲ့ဖော်ကလမ်းဆောင်မှာရောက်လာပြီးကားပြက်တစ်စီးနဲ့နောက်ကလိုက်လာတဲ့ NC တို့ကားတွေကိုပိတ်ဆို့လိုက်တယ်အဲ့ဒီခါကျမှရာဇဝတ်သားကတခုခုတော့မားနေပြီဆိုတာသိလိုက်တယ်ဒီလမ်းကသူ့အိမ်ကိုပြန်တဲ့လမ်းမဟုတ်ဘူးခါဘက်ကိုအမြန်ဆွဲချွတ်ပြီးဒရိုင်ဘာကိုလည်းဘေးညှစ်ဖို့စူးစမ်းခဲ့ပေမဲ့ဒရိုင်ဘာကဆရာကြီးလေလက်တစ်ဖက်တည်းနဲ့အလွယ်တကူပဲတွန်းပစ်လိုက်တယ်ဒေါသထွက်နေတဲ့ရာဇဝတ်သားကသူ့ကိုခြေထောက်နဲ့ကန်လိုက်တယ်ဒရိုင်ဘာကသူ့ခြေထောက်ထဲကိုတန်မဏိဘောပင်တစ်ချောင်းနဲ့စိုက်ချလိုက်တယ်ပြီးတော့ရာဇဝတ်သားရဲ့ခြေထောက်က GPS ခြေချင်းဝတ်ကိုဖြုတ်ပြီးဥမန်လန်ကောင်းတဲ့ကိုမောင်းဝင်သွားတယ်အရှိမပုံစံတူတက္ကစီတစ်စီးကပေါ်လာတယ်ကားကိုအရှိန်ပြစ်တင်ပြီးအဲ့ဒီတက္ကစီဘေးကိုဝိုက်ချပြီးကပ်ပြီးမောင်းလိုက်တယ်ရာဇဝတ်သားရဲ့ခီးဆောင်အိတ်နဲ့ခြေချင်းဝတ် GPS ကိုသူ့ဖွဲ့စီကိုလွှဲပြောင်းပေးလိုက်တယ်နောက်တစ်ယောက်ကတက္ကစီစာတန်းကိုဆင်းယူလိုက်တယ်သူကခလုတ်တစ်ချက်နစ်လိုက်တာနဲ့ကားနံပါတ်ပြားကအခြားနံပါတ်တစ်ခုကိုပြောင်းသွားတယ်တက္ကစီဟာချက်ချင်းဆိုသလိုတာမန်အိမ်စီးကားတစ်စီးဖြစ်သွားခဲ့တယ်သူတို့ကိုလိုက်နေတဲ့ NC ကလူတွေလည်းယူကြောင်မှုကြောင်နဲ့သူ့ကားကိုကြော်သွားတယ်တက္ကစီကားကပြောင်းသွားပြီဆိုတာလုံးဝမသိလိုက်ကြဘူးသူတို့ကအဲ့ဒီရာဇဝတ်သားကိုသူတို့ကိုယ်တိုင်လှုပ်ထားတဲ့မြေအောက်အချင်းခန်းထဲမှာထည့်ထားလိုက်ကြတယ်သူတို့ခဲ့တဲ့အရာအလုံးအတွက်တရားတန်ကြီးကိုပေးဆက်ရတော့မှာပဲဖြစ်ပါ